မွေးကင်းစကလေးနဲ့လေထိုးတယ်လေထုတ်တယ်ဆိုတဲ့ကိစ္စမှာဆရာတို့အဓိကအချက်2ချက်ရှိတယ်တစ်ခုကဘာလဲဆိုတော့ဆရာတို့ no type ပုံမှန်ရမယ် no type တဲ့ပုံစံမှန်ရမယ်နံပါတ်2 no type ပြီးရင်လေထုတ်ပြီးရင်လေထုတ်ပေးတဲ့ပုံစံမှန်ရမယ်ဒီနှစ်ခုကအဓိကကြတယ်အဲ့တော့ no type တဲ့ပုံစံမှန်မမှန်ဒါကိုယုံကြည်တယ်မှန်တယ်ဆိုလဲပြီးရောနောက်စိတ်ထဲမှာမသေးကြဘူးထင်သိတဲ့လူနဲ့ပြကြည့်ကို no type တာမှန်လားလို့ဒါတစ်ချက်เนาะနောက်တစ်ချက်ကကြတော့ဆရာတို့ no type ပြီးရင်လေထုတ်တဲ့အခါမှာကလေးကိုဆရာတို့ကများသောအားဖြင့်ပေါ့နော်တယောက်နဲ့တယောက်ထုတ်ပုံထုတ်ပြီးချင်းမတူကြဘူးအဲ့တော့ဆရာတို့ကတော့နည်းနည်းကလေးကိုထောင်ချီပြီးရင်ကြောကုန်းကိုပုတ်ပေးတာပဲနှိပ်ပေးတာပဲဖြစ်လုပ်လို့ရတယ်ပြီးရင်ခြီပြီးတော့သူ့ကိုလှုပ်ပြီးတော့လမ်းလျှောက်တယ်เนาะအဲ့ဒါဆိုသူ့အတွက် rocket movement လေးရှိတဲ့အတွက်ကြောင့်မလို့သူ့အတွက်ကပို့ပြီးတော့အဆင်ပြေတယ်เนาะအဲ့တော့တို့အကုန်လုံးမှန်တယ်မှန်ရသားနဲ့ကလေးကလေးမထွက်ဘူးလို့ထင်ရင်အဲ့တော့ကလေးကိုလည်းပြန်ကြည့်အောင် तू ဟာ तू လန်းဆန်းရှိတယ်လေးအောက်နေတဲ့ပုံစံလည်းမရှိဘူးဆိုရင်စိတ်ပူစရာမရှိဘူးเนาะအကုန်လုံးပုံစံတွေမှန်ထားခဲ့တဲ့အတွက်ကြောင့်မလို့ပဲเนาะအဲ့လိုမှမဟုတ်ဘဲနဲ့ကလေးကမအီမသာဖြစ်နေတော့မဲဆိုရင်တော့ဒါဆရာဝန်နဲ့တစ်ချက်တိုင်ပင်သင့်တယ်အဲ့တော့ဒါတခြားပေါ့เนาะကိုလှုပ်ပေးလို့ရတဲ့ဘောင်ကျော်တဲ့ထဲရများတခြားဆရာဝန်ကတခုလှုပ်ပေးစရာရှိသလားဆိုတာကြည့်ရလိမ့်မယ်เนาะ